ငါလေးအိန္ဒိယစာလေကောက်ကောက်စားခြင်းနဲ့ပြီးတော့နေရလဲအရန်ပူနေအေးစစ်စစ်နဲ့အဲကွန်ကန်းထဲမှာကောက်ကောက်စားလို့ရတဲ့ဆိုင်လားအဲ့ရောငါတို့ခုရောက်နေတာဘယ်နေရာမလို့လဲ လဲဆန္ဒရှိမှာကို တိတ်ရှိတာဗောခေါ်သွားပေးမယ် လဲတန်းလိုနေရာမျိုးမှာအိန္ဒိယဖူးဆိုင်ကောင်းကောင်းလေးရှိရဆိုတော့တည်ပြီးကြပြီလားဒီဆိုင်ကလဲတန်းစင်တာရဲ့မဲဝင်ပေါင်သားလေးမှာပဲရှိတာဆိုင်နာမည်ကတော့ထီတက်ဒူလိုမျိုးအိန္ဒိယရဲ့တာစစ်စစ်စားခြင်းတဲ့သူတွေအတွက်ဒီဆိုင်လေးကိုညွှန်ပေးခြင်းပါတယ် Hello Cup the Hey ခေါ်မှာဒီကတော့ကျွန်တော်တို့နှစ်ယောက်အိန္ဒိယရဲ့တာစစ်စစ်တွေကိုစားခဲ့ရတယ်ဒူအရင်ဆုံးမှာစားခဲ့တာကတော့စိတ်သားထံပေါ့ဆလာနဲ့လည်းအရင်မပြင်းဘူးမမာရီရဲ့ပါဇက်နဲ့လည်းစားလို့အဆင်ပြေတယ်စိတ်သားကလည်းမမာကြီးဖြစ်မနေဘူးဝါလို့အဆင်ပြေတဲ့ထဲမှာပါတယ်တံပေါင်းနဲ့ပေါပလာကျော်ကလည်း True Sense လိုက်ဖက်နေတယ်ရုံမတွေတီးကလည်းအိန္ဒိယစတိုင်လေးချက်ထားတာဒူကတော့စားကြည့်ပြီးတော့ကြိုက်တယ်လို့ပြောပါတယ်ကျွန်တော်ကတော့မေမေချက်သားတံပေါင်းလေးပဲမှာထားပါတယ်ဒူစားပြတဲ့တံပေါင်းတွေကတော့အရသာတူတူပါပဲအသားလေးပဲကွဲသွားတာပါသူထဲမှာပါတဲ့ချက်သားလေးကလည်းဤတယ်တံပေါင်းကမြန်မာအရသာရင်းနဲ့ကိုလုံးဝကွဲပြားပြီးတော့အိန္ဒိယအရသာဘက်ကိုတော်တော်လေးသွားပါတယ်ဒါကြောင့်လေအိန္ဒိယအရသာစစ်တယ်လို့ပြောကြတာပါအခုထပ်ပြီးတော့ဒူစားနေရလေးဆိုရင်အာလူကတီရိုချက်သားနဲ့လေးရပါမယ်အာလူလေးနဲ့ကိုစမ်းပြီးတော့စားကြည့်ခဲ့ပါတယ်အလေးလေးကိုပါဇက်နဲ့အနေတော်ဆိုင်လေးလုပ်ပေးထားတာတော်တော်လေးအဆင်ပြေတယ်အထက်ဆပ်ပလာကြီးလည်းပါတင်တလောက်တော့ပါတယ်နောက်တစ်လိထက်စားခြင်းလောက်အောင်ထိကိုအရသာတော်တော်လေးကောင်းပါတယ်ဒူကတော့မောရသေးဘူးပန်းသေးခေါက်ဆွဲပါထပ်ပြီးတော့မှာစားသေးတာဒီဆိုင်ကအရသာကောင်းမကောင်းကတော့ဒူတို့သာကြည့်ဘယ်ဟာနေနေစားပေးရင်ကိုထပ်စားခြင်းနေတော့ပါပဲအသားရည်နဲ့လည်းစားလို့ရပါမယ်ကျဲဦးလေးနဲ့ပဲမှာစားခဲ့ပါတယ်ဒါကြောင့်တော်တော်လေးကောင်းတယ်အကုန်လုံးလည်းစားလို့ပြီးသွားပြီဆိုတော့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်အားလုံးပဲ see you ပါ